ကိုရဲ့ကျမအိမ်ပြန်နှောင်းကြောက်လို့ပါကြောက်လို့လိုက်ပို့ပေးလို့ရမလားတဲ့လူကလည်းအချောအလှလေးဆိုတော့တနာသွားပြီးရတာပေါ့ညီမလေးရဲ့ကဲသွားကြစို့ဆိုပြီးအဖော်အလုပ်ဖေးခဲ့တာပေါ့ဒါပေမဲ့လမ်းလျှောက်ရင်းနဲ့အဲ့ဒီလူရဲ့နှာခေါင်းထဲမှာထူးဆန်းတဲ့အနံ့တစ်ခုရလာတယ်ညှောနှံ့လိုအပုတ်နှံ့လိုလမ်းမီတောင်မှိန်ပြပြအောက်ရောက်တော့အဲ့ဒီမိန်းကလေးကရှေ့ကမိခတ်သက်သွက်လေးရှလောင်သွားတယ်အဲ့ဒီအချိန်မှာပဲအဲ့ဒီလူမြင်လိုက်ရတာကသူမရဲ့ကြောဘက်မှာလေအဝတ်အစားတွေကစွတ်ပြတ်နေပြီးကြောကုန်းတစ်ခုလုံးကဟောင်းလောင်းပေါက်ကြီးချိနေကြလေအဲ့ဒီအပေါက်ကြီးထဲမှာဦးတွေကဒန်းလန်နဲ့သွေးတွေကလည်းရွှဲလို့သွေးတွေကအဲ့ဒီအပေါက်ကြီးထဲမှာပေါက်ပွားနေတဲ့ပုံစံကြီးအဲ့ဒီလူလည်းအသက်ရှူရက်မတတ်ကြောက်သွားတဲ့အချိန်မှာအဲ့ဒီမိန်းကလေးကဖြည်းဖြည်းချင်းပြန်လှည့်ကြည့်လာတယ်